ချက်ခင်ဖြတ်ပြီးပြီဆိုတော့လေရင်ကတနာရီမှဆိုတော့ဒါဒီထဲမှာရေမွေးလေးတွေskin care လေးတွေရှောက်ပြီးတော့ကြည့်လိုက်အောင်မယ်ပြီးရင်တော့ coffee လေးဝင်တောက်မယ်ရန်ကို excited ဖြစ်နေပါပြီအဲ့ဒီကျွန်းမြို့လေးကိုတွေ့ရဖို့ okay let's goပြီးရဲ့ကျဲအဲကိုစီးရတဲ့အကြောင်းရင်းတစ်ခုရှိရယ်ဘာလို့လဲဆိုတော့ဒီသူတို့ရဲ့ပချင်းကိုကြိုက်လို့ပေါ့နော်အဲအကြောင်းပြီးရဲ့ကျဲအဲကိုစီးတာပါဗီယက်နမ်သွားရင်ပြီးရဲ့ကျဲအဲကိုမြင်ထိုင်းတာပါကဲအခုတော့ fly လိုက်ပါဦးမယ်ဘိုက်ဒီစားနေပါရန်ကိုဘိုက်ဒီစားနေပြီဆိုတော့ basically ချတော့တော့ဖာယူပြီးဟောက်ဆဲကားတင်ကြလေးမလို့အရင်ဆုံးဘိုက်ကိုရင်ဖြည့်လိုက်အောင်မယ်ဘိုက်ဖြည့်ပြီးတော့မှ ACC taxi ငှားပြီးတော့ဟိုတယ်ကိုသွားမယ်အရင်ဆုံးမလိုက်ပါအောင်မယ်ဒါကတော့ second floor ပါကိုဝတ်လာတဲ့ outfit နဲ့တော့ match ဖြစ်နေတယ်တိလို့ဝတ်လာတာမဟုတ်ဘူးကိုကဒီတိုင်းပဲမူအရာဝတ်လာတာဆက်တောင်းမှာ3ရက်တင်းနေခံတော့နော် cute size ပါတယ်စီမေကျွန်တော်စကောက်လာဆိုတော့ဝင်ချင်းမှာတဲ့ဒီ dictionary တော့ is notဒီ dictionary ရှိတယ်ဒါလည်းကပ်ပြီးနေ dictionary ရှိမယ်ဒါလေးကတော့ the toilet နဲ့တက်တော့လေဒီကတော့ wish လို့wish ချင်းလေးရတယ်ပေါ့နော်ရှိနေဒရိုင်ယာရှိနေဒါပေမဲ့မရှိနေဒရိုင်ယာရှိနေအဲဒါတော့ဘာကိုဒရိုင်ယာရှိပါတယ်ဒါတော့အခန်းဖြစ်ပါတယ်စေဝင်စားစရာကောင်းဆုံးပြီးကိုပြမယ်ဆက်ကိုလည်းမြင်ရမယ်။ဘာဖြစ်ပဲကားတွေနောက်နေ့ကိုသွားမဲ့ဒါစီးမဲ့ခေပဲကားတွေလည်းမြင်ရတယ်။ဟိုလုံးဝစကိုးလောမှာဆွေးမိဘူးရှိရဆိုတော့ကြည့်တာဒါလေးကတော့ဟိုတယ်မဟုတ်ဘူးပေါ့နော် apartment ရဲ့16လောဖြစ်ပါတယ်။ ဘ
ဒါတော့ swimming pool ဖြစ်ပါတယ် ကျွန်တော်တို့ ပြီးပါပြီခဏဖြစ်သွားလဲကလေးဟိုကနေနေရောက်တာချပြေးရ